စစ်ကြောင်းမှုတို့ဘာတို့နေမှာပေါ့သူ့အုံးချစ်ပင်ထိရေနဲ့ပူပေါင်းဖွဲ့တွေရအောင်မင်းတို့သေတံပေးမယ်ပါညာနဲ့ချိန်ချောက်တဲ့ပုံစံမျိုးတွေပေါ့လေဒါမျိုးပုံစံမျိုးချိမြင့်မယ်ဆိုပြီးတော့ပြောတာပေါ့နော်အမြောက်လည်းပါဇက်ကပြောတာမြေမှာဘလို့ဖြစ်နေလဲဆိုတော့မင်းတို့ရောက်လာချင်းမင်းတို့သိမယ်မင်္ဂလာပါဆရာမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တော့ဒီထူးခြားဖြစ်စဉ်တွေထဲမှာပေါ့နော်ဘုံကျဲတဲ့ဖြစ်စဉ်တွေတော့များဟုတ်တယ်တော့များတယ်ရှေ့ရက်ထဲမှာဆိုလဲဒါဘုံကျဲခဲ့တဲ့ဖြစ်စဉ်အများကြီးပဲပေါ့နော်ပြီးတော့သူတို့အတွက်ချင်းနေမကောင်းဘူးဆိုတဲ့နေရာတွေပေါ့ဗျာအဲ့လိုနေရာမျိုးတွေကိုပို့ပြီးတော့ဒါဘုံကျဲတိုက်ခိုက်တာတွေပို့လုပ်တယ်ပြီးစက်တက်လီတွေလည်းပို့သုံးလာတယ်ပြီး drone တွေလည်းပို့သုံးလာတယ် drone သုံးတာကိုပဲဒါကာမီကာဇီလိုဟာမျိုးတွေလည်းသူတို့တော်တော်များသုံးလာတယ်တွေ့ရတယ်ပေါ့နော်ပြီးတော့တကယ်တမ်းပြောရင်တော့ဒါကလည်းဒီလိုမျိုးသူတို့အသေးအံဘုံကျဲနေရပြီဆိုတာကလည်းတစ်ဖက်ကပြန်စဉ်းစားရင်ကျွန်တော်တို့အတွက်တော့ဒါခွန်အားတရပဲဗျဟုတ်သူတို့အခြေအနေမကောင်းလို့မြေပြင်မှာဟုတ်တယ်အခြေအနေမကောင်းလို့ဘုံကျဲဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားတော့ကြောက်လေဒီကောင်နဲ့တားလုံးဒီပြစ်ကူသုံးပြီးတော့ဗောနော်ပြည်သူတွေပါထိခဲ့အောင်လုပ်နေရတယ်တွေ့ရဟုတ်တယ်ဟိုနေ့ကနောင်ချုံမှာဆိုလဲလှုပ်သွားတာဒါရဟန်းတန်ကားတွေဗောနော်တာမဏီတွေပြီးရင်အရက်သားဒါမျိုးသမီးတွေဗောအကုန်ပါတယ်တိရတော်တော်ရဲရဲဆက်ဆက်ကြီးဗျာချို့ဟိုဒီဟိုပါလေဟိုနောက်ထပ်ဟိုစင်ကူးမှာစင်ကူးလက်ပလာအဲ့မှာဆိုလဲလှုပ်သွားတဲ့ဟာပြည်သူတွေမနှဲဘူးလေဗျာသိရမလားအဲ့လိုကိုစိုးပတ်ဆက်တွေလှုပ်နေတာဗောနော်အခုရက်ထဲမှာဆိုရင်သူတို့အတွက်တော်တော်လေးအကျက်တဲဖြစ်နေတဲ့နေရာတွေဆိုကျွန်တော်စဉ်းစားမိရတာလေးမျက်နှာဒါအခုရက်ထဲနေဖြစ်တဲ့ဟာနော်လေးမျက်နှာသူတို့အတွက်တော်တော်ချင်းနေဆိုးနေရယ်ပြီးရင်ဗမောတော်ချင်းနေဆိုးနေရယ်ပြီးရင်ဖလန်းတော့ချင်းနေဆိုးတယ်ပြီးရင်မိုးပြဲမီးလောင်မုံနေရစားသူတို့ကျဲနေရတဲ့နေထားဖြစ်အဲ့ကျအဲ့နေရာတွေကိုဘယ်တက်တွေကနေကျဲတာလဲဘယ်လေတက်တွေလဲပေါ့နော်ဘာမျိုးစားတွေကိုအသုံးပြုသလဲဆိုတဲ့ဟာမျိုးကျွန်တော်သိချင်တယ်ဘာလို့ဆိုတော့တော်တော်များများလည်းဒီဥစ္စာပတ်သက်လေတက်ကိုတဲတံကိုကျွန်တော်ကမုံလိနေပြီဗျာပြောရဟုတ်တယ်ဟုတ်ဒါပြီးရင်ဒါထုတ်ပြန်တာကြီးလည်းလုပ်တယ်တာဝန်ရှိတဲ့ကောင်တွေဘယ်နှကောင်ရှိတယ်ဒီဖြစ်စဉ်တွေမှာပေါ့နော်အတီးပြုဖို့ဒါအချက်လက်တွေထုတ်ပြန်နေရတယ်လည်းရှိတယ်ဒီတရဲတွေတရားဟုတ်တယ်ဒီတရဲပြောလေကခွေးတွေပေါ့နော်ထုတ်ပြန်နေရတယ်ရှိတယ်အဲ့ကောင်တွေရဲ့အကြောင်းဆိုင်သိလောက်ပေါ့နော်ဘယ်တက်တွေဘယ်ဥစ္စာတွေကဒါကျဲနေလဲဆိုတဲ့ဟာမျိုးပေါ့ဟုတ်ဒီလေးမျက်နှာကတော့ဘို့ဒါ ARD တိုင်းပေါ့နော်လေးမျက်နှာဆိုတော့ခုန ARD တိုင်းဆိုတော့ပသိမ်ပေါ့ပသိမ် leader scan ဌာနချုပ်မှာကျွန်တော်တို့ရှိတာဟို fighter တွေကတော့ကျွန်တော်တို့ A5 ဘုံကျဲလေးရှိတယ်နောက်တစ်ခုက G4 လေးရှိတယ်နောက် JF17 ဆိုတဲ့ jet fighter ရှိတယ်ပေါ့နော်နောက်ကျွန်တော်ခုနောက်ပိုင်းမှာအနာသိမ့်မှုဖြစ်စဉ်နောက်ပိုင်းမှာ K8 ပါ K8 ပါဒါပသိမ်ကိုတက်ဆွဲထားရလို့သိရတယ်ဟောအဲ့ကူပို့ပြီးတော့ဟုတ်တယ်ဟုတ်နောက်တစ်ခုကကျွန်တော်တို့ KA28 5မျိုးတောင်ရှိ KA28 ရှိတယ်နောက်ကျွန်တော်တို့ကင်းထောက်လေရုပ်ဖြစ်တဲ့ PT6 ပေါ့ဩကျွန်တော်ကတော့ကျွန်တော်တို့ဒီမင်္ဂလာတုံ leader scan ဌာနချုပ်ကနေဥမာပဲလေတော်တော်များများခုန A5 တို့ဟုတ် A5 တို့ PC9 တို့ PC7 တို့ PT6 တို့ G4 တို့ကဒါမင်္ဂလာတုံ leader scan ဌာနချုပ်ကနေဥမာပသိမ် leader scan ဌာနချုပ်ကိုခွဲပြီးတော့ပို့ထားတာပေါ့နော်အခုကျွန်တော်ဒါပသိမ် leader scan ဌာနချုပ်မှာလေတော်တော်များများရှိတယ်ပေါ့တက်ဆွဲပြီးတော့ကိုလုံးတက်ဆွဲပြီးတော့ဒီလေးမျက်နှာကိုမတိုက်ခိုက်ခင်ရှေ့တရက်နှစ်ရက်လောက်မှာဒါ KA28 နဲ့ဒါကင်းပတ်ပြီးတော့ကြည်တာပေါ့ဘာကြောင့်လဲဆိုတော့ तू ကခုနလေးမျက်နှာတို့စိုးရိမ်ရတဲ့နေရာတွေကကျွန်တော်တို့ဟိုပါပေါ့ရခိုင်ပြည်နယ်ခွာဘက်ကလာလို့ရှိရင်ခုနကျွန်တော်တို့ရေနက်တာငတိုင်းချောင်းရေကြီးအတုပ်ဘာညာပေါ့လေဒါ AR တိုင်းတဲဝင်လာတဲ့လမ်းတွေတိုင်းကိုသူတို့တောက်လျှောက် KA28 ရဟိုက်ခြင်းနဲ့ဒါကင်းပတ်ပြီးတော့ကြည်တာပေါ့ကြည်ပြီးတော့မှအခုဒါလေးမျက်နှာကိုပုံကျဲတိုက်ခိုက်တယ်လို့သိရတာပေါ့ဟုတ်လေးမျက်နှာရှိတယ်ပြီးတော့ဖလန်းဟုတ်ဖလန်းကတော့ရှင်းပြည်နယ်ပေါ့အများအရင်တော့ကျွန်တော်တို့ဒါရှင်းပြည်နယ်ရဲနောက်တစ်ခုကမကွေးဟိုပါပေါ့ရခိုင်ပြည်နယ်ရဲ့ဟိုကမကွေးကတော်တော်များများဒါ A5 တို့ S7 K8 ဒီလိုလေယာဉ်တွေနဲ့ပဲဒါ jet fighter တွေနဲ့ပဲတက်ပြီးတော့ပြည့်အများဆုံးပေါ့လေဟုတ်ဒါအမှဒါအကွေးမှာရှိတဲ့လေယာဉ်တွေပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီးတော့မိုးပြဲဆိုရင်မိုးပြဲကလည်းမိုးပြဲကကျတော့ကျွန်တော်တို့ဒီခုနအများသောအားဖြင့်ကတော့ဒါနေပြည်တော်နဲ့ကတ်တာဟုတ်ဒါဟို light core တို့ဘာတို့ရှေ့ဘက်ဆိုနေပြည်တော်တို့တောင်ဦးတို့နဲ့ကရင်ပြည်နယ်ကရင်ပြည်နယ်ကနေပြည်တော်နဲ့တောင်ဦးနဲ့အဓိကတက်ကြတာနော်ဟိုတက်ပြီးတော့တိုက်တာတွေများတယ်နောက်တစ်ခုကကျွန်တော်တို့ဗမော်ပေါ့ဘိုးတို့ဗမော်ဆိုရင်ဒါမြကြီးနားလေးတဲ့ scan ဌာနချုပ်ကနေမှတက်ပစ်တာရှိတယ်နောက်တစ်ခုကတရားဦးကနေပြီးတော့တက်ပစ်တာဒါတရားဦးနဲ့ဒါမြကြီးနားလေးတဲ့ scan ဌာနချုပ်နဲ့တက်ပစ်တာပေါ့အဓိကတက်ပစ်တာအများဆုံးကတော့တရားဦးကပဲတရားဦးကနေပြီးတော့ J1 တာတီနဲ့တက်ပစ်တာများတယ်ပေါ့နော်မြကြီးနားလေးတဲ့ scan ဌာနချုပ်မှာတော့သူက
ရှင်တော့တက်ဆွဲထားတာက S7 ရဲ့ကျွန်တော်တို့ K8 ရဲ့နောက်တစ်ခုက M35 ရဲ့ M70 ရဲ့ဆိုပြီးတော့ဒါမြကြီးနားလေးတဲ့ scan ဌာနချုပ်မှာ၄ခုရှိတာပေါ့ဟုတ်ဟိုဟာကြတော့ဗာလဲနေပြီးတော့မှကြတော့ခုနရဝန္တာတီပေါ့ရဝန္တာတီအခုရင်ရဝန္တာတီကအစီး20လောက်ရှိတာ哦သူကတရားဦးမှာလည်းထားတယ်နေပြီးတော့မှလည်းရင်တော့6စီးလောက်ထားရပါတော့အခုလက်ရှိ4စီးလောက်လို့တရင်ကြားထားတယ်နောက်တစ်ခုကမှော်ပြီးမှလည်းဟိုတစ်စီး2စီးပေါ့လို့ခွဲထားတာမျိုးရှိတယ်ပေါ့အဲ့တော့ဒါလေအနေနဲ့ပတ်သက်လို့ပဲကျွန်တော်ကတိလောက်ပြောသေးတယ်တကယ်တမ်းအရေးကြီးတာ pilot တွေပေါ့နော်ဟုတ်တယ် pilot တွေဒါဒီလေကိုမောင်းပြီးတော့ပေါ့နော်ထက်ကမင်းအွန်လိုင်းခိုင်းသမျှပေါ့နော်သူတို့ရဲ့ခေါင်းဆောင်တွေခိုင်းသမျှဒီနေရာတွေကဒါစီရေးပြတ်မှတ်လားဒါမှမဟုတ်လဲရက်သားတွေလားဒါမျိုးပုံစံမျိုးတော့မခွဲကြတော့ဘဲနဲ့ဟုတ်တယ်အပေါ်ကကျဲခိုင်းကျဲနေတဲ့ကောင်တွေပေါ့နော်ဒါဘာပဲဖြစ်ကျဲမယ်ကွာငါတို့ကျဲပြီးတာပဲဆိုပြီးတော့ပြန်ပြီးတော့အိမ်ပြန်ပြီးအေးလို့နေပါလေဆိုတော့ pilot တွေကပို့ပြီးတော့ဒါတာဝန်ရှိတယ်ပြီးအဲ့ကောင်တွေကိုခိုင်းတဲ့ကောင်တွေတာဝန်ရှိတယ်ပြီးတော့အဲ့လိုမျိုးကောင်တွေရဲ့သတင်းအချက်လက်တွေကိုကျွန်တော်ရဖို့လိုတယ်အရေးကြီးတယ်ကျွန်တော်အခုတော်လိုင်းတက်ဖွဲ့တွေကဒါလုံးဝနေဆက်ဘက်တွေမှာနေမဟုတ်တော့ဘူးမြို့ပေါ်တွေမှာပါတက်ကျုံလာပြီဟုတ်တယ်တက်ကျုံလာပြီဖြစ်တဲ့အတွက်ဒီတက်ဖွဲ့တွေကိုသာဒီကောင်တွေရဲ့အချက်လက်တွေပေးနိုင်မယ်ဟေ့ဆိုရင်ကျွန်တော်တက်ဖွဲ့တွေပို့ပြီးတော့လုံနိုင်တာတွေအများကြီးဖြစ်လာလိမ့်မယ်ပေါ့နော်ပြီးတော့လေတက်အင်အားချိနေအောင်ကခုနလိုလေနေကြီးတွက်ပစ်ခွဲနေကြလည်းမလိုပါဘူးသိရမလားလေတက်ပိုင်းလော့တကောင်ဖြစ်ဖို့အတွက်သူတို့အချိန်အများကြီးယူရတယ်ဟုတ်တယ်ဟုတ်မှာပိုတင်တဲ့ကြောင့်မှတင်တန်းတက်ရတယ်အနည်းဆုံးအခုဆို4နှစ်အဲ့ဒါပြီးရတဲ့သူတို့ပြန်ပြီးတော့သူတို့လေတက်တွေရောက်မယ်ရောက်တဲ့ခါကျရင်သူထပ်ပြီးတင်တန်းထပ်တက်ရသေးတယ်အဲ့လေမောင်းဖို့အတွက်ကိုဟိုမှာဘူလောင်းတင်တန်းမဲ့တင်တာလေအဲ့ဒါပြီးရတဲ့လေတက်ကိုရောက်ပြီဆိုရင်အဲ့လေမောင်းဖို့အတွက်ကိုထပ်ပြီးတင်ရသေးတယ်အဲ့ဒါသူတို့ကနှစ်တွေအများကြီးချိန်ယူရတာဟုတ်တယ်အဲ့လေအင်ကပျက်စီးသွားလားဒီကောင်ပတ်စံရှိရဲဆိုသွားပြန်ဝယ်လို့ရသွားပြန်မှားလိုက်လို့ရချိန်တို့တွင်ခုနလိုပေါ့နော်နှစ်အများကြီးတော့စောင့်ကြမလို့အခုပတ်စံပေးအခုတည်လာလို့ရတဲ့အနေထားအဲ့ဒါကြတော့လေရင်ကြီးပဲကျွန်တော်တို့အာယုံစိုက်နေတာမျိုးဒါလည်းအာယုံစိုက်ရမယ်ဟာဟုတ်ဒီကတော့ pilot ပဲဖြစ်pilot ပို့ပြီးတော့ကျွန်တော်တို့ကအာယုံစိုက်စေချင်တယ်ပေါ့နော်ပြီးတော့ဒီကောင်တွေကမိသားစုတွေကျွန်တော်ကမပြောမဖြစ်မလို့ပြောတာပေါ့နော်ဒါကောင်းတော့လည်းမကောင်းဘူးဒါပေမဲ့လည်းဒီမိသားစုတွေမှာလည်းတာဝန်ရှိတယ်မင်းတို့ရဲ့ယောက်ျားတွေမင်းတို့ရဲ့သားတွေကဒီလိုမျိုးတွေပြည်သူကိုတက်ဖြတ်နေတာမင်းတို့မမြင်ဘူးလားမသိဘူးလားအဲ့ဒါကြောင့်မင်းတို့မတားဘူးလားမတားဘူးမင်းတို့မှလည်းတာဝန်ရှိတယ်ဟုတ်တယ်မင်းတို့လည်းထိုက်တဲ့နဲ့ပြည်တယ်တော့ခံရမယ်ဟုတ်တယ်ဟုတ်တယ်နော်အဲ့အချက်လက်တွေကိုကျွန်တော်ဒီကိုတက်နိုင်လဲပေးကြနော်ပြီးရင်တလိုင်းတက်ဖွဲ့စီကိုလည်းပေးကြအချက်လက်တွေတိတိကျကျနဲ့ခိုင်မာမာဖြစ်တယ်ဟိဆိုရင်တေချာစီစစ်ပြီးတော့တလိုင်းတက်ဖွဲ့တွေကအပြစ်ပေးတာမျိုးတွေလုံးလိုက်မယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုပေါ့ကျွန်တော်အခုလိုမျိုးအချက်လက်တောင်းတဲ့အချိန်တိုင်းမှာ line ပေါ်မတင်ပါနဲ့ကျိုးတောင်းမှန်တာပေါ့နော်တောင်းမှန်တာဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကကိုချင်းချင်းပဲသိဖို့လိုတာလေနော်ဟုတ်တယ်။ line ပေါ်ကလူတွေအကုန်လုံးသိဖို့မလိုဘူး။ line ပေါ်ဆိုတာဟိုဘက်ကကောင်လည်းရှိသလိုကိုယ့်ဘက်ကသူလည်းရှိတယ်။အဲ့လိုမျိုးတင်လိုက်မှတော့ပြေးပြီပေါ့နော်။ဒါအရင်တစ်ခေါက်တုန်းကလည်းအဲ့လိုပဲတစ်ခါဖြစ်ဖူးတယ်။ဟုတ်တယ်။သတင်းတွေအတိအကျရတယ်။အချက်လက်တွေကလည်းခိုင်းပါတယ်။ဒါပေမဲ့ line ပေါ်ကောက်တင်ချလိုက်တော့ပြီးရောသူ့ကိုပြေးခိုင်းတယ်လို့ဖြစ်နေ။အဲ့မှာအဖွဲ့တွေကိုသွားမေးကြည့်ခိုင်းတဲ့အချိန်မှာမရှိတော့ဘူး။ပြောင်းသွားပြီဆိုတဲ့ဟာမျိုးတွေ့ရတယ်။အဲ့ကြအဲ့လိုမဖြစ်အောင်လဲကျွန်တော်တို့ကိုချင်းချင်းပဲသိအောင်ကျွန်တော်စူးစမ်းကြမယ်ပေါ့နော်အဲ့လိုသိရပြီဆိုလဲပေးကြပါပေါ့နော်နောက်တစ်ခုကဆက်ရုပ်မြင်ချင်တာအဲ့လိုပေါ့လေတက်ထဲကဖျဲသီးတွေနဲ့ဟုတ်ဆက်ရဲ့အသီးတွေကျွမ်းနေမိတ်ဆွေတွေဒီလိုအဖွဲ့တွေနဲ့ပေါ့နော်တော်လိုင်းကိုလည်းခုနလိုတစ်ဖက်တစ်လမ်းကနေကုညီနေတဲ့အဖွဲ့တွေရှိတယ်ရှိတော့အဲ့အဖွဲ့တွေနဲ့ဒီရက်ထဲမှာစကားပြောပြသေးလားသူတို့စီကဘာတွေသိရသေးလဲခေါင်းတွေဘာတွေပြင်ဆင်နေလဲဟိုအဓိကတော့ဒါခုနစက်တက်လေဒီတော်တော်များများအသုံးပြုလာတယ်ပေါ့နော်နောက်တစ်ခုဒါမင်းအွန်လိုင်းရုရှားနေမှပြန်လာပြီးမှဟိုဒါ drone အစီးရေ9000ဒါမင်းအွန်လိုင်းကိုကူညီတယ်လို့ဒါ information တွေဒါလေးတွေအစီးရေ9000လောက်မှဆိုတော့အဲ့လိုသတင်းကြားရတယ်ဗောနော်အဲ့ဒီမင်းအွန်လိုင်းဒါနေပြီးတော့ဟိုပြန်မရောက်ခင်နေအောင်ပဲဒါကျွန်တော်တို့ illusion 76နဲ့အိန္ဒိယဘက်ကနေမှဒါကျွန်တော်တို့နေပြီးတော့ဆင်းပြီးတော့ဒါစစ်လက်နက်ပစ္စည်းတွေပို့တယ်ရှိတယ်ဗောနော်အဲ့ဒီမှာမှဒါအဲ့ဒီမှာခုနက drone အများဆုံးပါနိုင်လို့ကျွန်တော်အနေတော့ဟိုအသုံးသက်တာပေါ့ဒါဆိုဒါကလေဒါကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာလေဦးမယ်ပေါ့နော်ဟုတ်ဘာလို့လဲဆိုတော့ခုနောက်ပိုင်းဒါဗမောမှာဆွဲချနိုင်တဲ့ drone တွေဆိုရင်သူကဒီ night vision ပုံစံမျိုးတွေပါလာတယ်ဟုတ်တယ်ညဘက်မှာပါကြည့်ပြီးတော့ကျဲလို့ရအောင်သူလှုပ်ထားတဲ့အနေအထားတွေတွေ့ရတယ်ပြောရင်တော့နည်းပညာတွေအဆင့်မြင့်လာတယ်ပေါ့နော်ပြီးတော့အခုလိုမျိုးအဆင့်မြင့်လာတဲ့ဂျားတွေကမှအခုလိုအရေးအတွက်အများကြီးသူထပ်ပြီးတော့အကူအညီရထားတယ်ဆိုရင်ကျွန်တော်တို့တက်ဖွဲ့တွေအတွက်သတိထားမယ့်အရာတွေဖြစ်တယ်နောက်တစ်ခုကပြည်သူပေါ့နော်ပြည်သူတက်ဖွဲ့တွေကတော့ဒီအတွက်ကိုလုံးဝချမယ်ကွာကျုံးမယ်ကွာအသက်ပါဆုံးမယ်ကွာဆိုပြီးတော့ဆုံးဖြတ်ထားကြတာပြည်သူကြတော့လက်နဲ့လည်းမကင်ထားဘူးပြင်ဒီအကြောင်းတွေနဲ့လည်းအတွေ့အကြုံလည်းရှိထားတာမဟုတ်ဘူးအဲကြတစ်ခုခုဆိုရင်ဒါပြည်သူတွေမထိခိုက်ဖို့ကတော့ပို့ပြီးတော့ကျွန်တော်က view site စေချင်တယ်ပေါ့နော်ဟုတ်လဲဆိုတော့ဒီတက်ဖွဲ့တွေရဲ့စကားကိုလည်းနားထောင်စေချင်တယ်
ဒီတပ်ဖွဲ့တွေကဒါနဲ့ပတ်သက်လို့အတွေ့အကြုံကလည်းရှိထားပြီးသားပေါ့နော်အဲဒါကြောင့်ဒီတပ်ဖွဲ့တွေပြောပြီးဟေ့ဆိုရင်ထုတ်ပြန်ပြီးဟေ့ဆိုရင်နားထောင်တာမျိုးဖြစ်စေချင်တယ်လို့ဒါဗျာဟိုတခြားမတွေးပါနဲ့ဟိုဒီချိန်မှာခီးမသွားပါနဲ့လို့ပြောထားရင်မသွားပါနဲ့ဟုတ်တယ်ဟောဒီတော်လိုင်းတက်ဖွဲ့တွေကလည်းအကြောင်းမဲတော့ပြောတာမဟုတ်ပါဘူးဗောနော်အဲ့လိုဟာမျိုးလေးဆိုရင်ကျွန်တော်ကတိတိဖိုးဖွဲလေးတွေလိုက်နာပေးတာမျိုးတွေနဲ့ကျွန်တော်ပါဝင်ပေးလို့ရတယ်ပူပေါင်းပေးလို့ရတယ်ဗောနော်ပြီးတော့ခုနဒါနီးပညာတွေညှစ်လာပြီးဒါအရေးအတွက်တွေပုံများလာပြီအစီ9000ဆိုင်ဟုတ်တယ်ကျွန်တော်တို့ဒီဘက်ကတက်ဖွဲ့တွေတိုက်ဖို့အတွက်သူ့ဘက်မှာဒါတရင်ပေါင်း900ကျော်ရှိတယ်အဲ့ဒီကနေအခုရော့သွားတဲ့တရင်တွေရှိတယ်ဟုတ်အနည်းဆုံးတော့ယာကနန်းရှိသေးတယ်အဲ့တရင်တွေကိုဒီထောင်ကနန်းဒီ drone တွေဖြန့်ဝေပေးမယ်ဆိုရင်တရင်တင်းကိုဘယ်လောက်ထိရမလဲဆိုတဲ့ဟာကျွန်တော်တို့အချူချကြည့်လို့ရတယ်ဗောနော်ဟုတ်တယ်အနည်းဆုံး10နဲ့ချီတဲ့ drone တွေသူတို့စီကိုရောက်နိုင်မယ်ပြီးရင်သူတို့အစီအစဉ်နဲ့သူတို့ဒါချို့တက်မှုတွေဆိုရင်သူတို့တေမှာကြောက်တာဖြစ်တဲ့အတွက်သူတို့ဒီဟာနဲ့ပတ်သက်လို့သူတို့အကာအကွယ်ယူမယ်ဆိုရင်သူတို့အဲ့ထက်ကစိုက်ပြီးဝယ်ထားတဲ့ဟာတွေရှိတယ်ဟုတ်တယ်ဥမာဒါဂျမ်မာလိုဟာမျိုးတွေဟုတ်ဒါလမ်းကြောင်းသွားရင်းနဲ့ဗောနော်မိုင်းဆွဲတိုက်ခိုက်ခံမှာဆိုလို့ဂျမ်မာတွေတက်ကမထုတ်ပေးလေကိုယ့်ဘာကိုဝယ်ကြတယ်ဟုတ်တယ်သူကြောက်တယ်လေတေမှာကြောက်တော့ကြတော့ဈေးကြီးပေးပြီးတော့သူတို့ဝယ်ကြတဲ့ဟာရှိတယ်အဲ့ကိုယ့်အစီအစဉ်နဲ့ကိုဝယ်ထားတဲ့ drone တွေလည်းရှိကောင်းရှိနိုင်တယ်ဟုတ်တယ်တက်ကနေပြီးပေးမဲ့ drone တွေလည်းရှိလာမယ်အနည်းဆုံးတော့အဲ့ drone တွေကိုသူတို့အသုံးချနိုင်မဲ့ခွင့်ရအရင်ထက်ပိုပြီးများလာဟုတ်ဒါကိုကျွန်တော်တို့တက်ဖွဲ့တွေနည်းနည်းလေးသတိထားဖို့လိုတယ်အဲ့အတွက်ပိုပြီးပြင်ဆင်ဖို့လည်းလိုတယ်ဗောနော်ဒါကတော့ဒါဆရာကြီးသိရတဲ့အချက်လက်ဗောနော်နောက်တစ်ခါကြောက်ပါလဲဟိုကအုတ်ရှိပင်မှာအေနဲ့ပူပေါင်းဖွဲ့တွေနဲ့ပူပေါင်းဖွဲ့တွေဒါအုတ်ချစ်ပင်ထီရောက်လာလို့ရှိရင်တေတံပေးမယ်ဆိုပြီးတော့ဘိုးကြီးကပြောတာဗောနော်အဲ့ဒီမှာခုနကပါလဲပြေတက်ကဆာဗောနော်ခိတ္တဒေတာကိုကဲမူဘုံမူဝင်းထွက်ကနေပြီးတော့ဒါခုနဟိုစစ်ကူထွက်မဲ့ဟိုစစ်ကြောင်းမှုလို့ဘာလို့နေမှာဗောသူ့အုံးချစ်ပင်ထီအေးနဲ့ပူပေါင်းဖွဲ့တွေရအောင်မင်းတို့တေတံပေးမယ်ပါညာနဲ့ချိန်ချောက်တဲ့ပုံစံမျိုးတွေဗောလေအဲ့ဒီမှာအခုသူတို့ကဘိုးကြီးကဘာကြောက်နေလဲဆိုတော့ဒီကပ္ပစ6ပေါ့ညောင်ချေတော့ကပ္ပစ6ကိုသူကဒါဟိုစစ်မှုထမ်းအပတ်စဉ်8ကအင်အားရောက်600တောင်မှကပ္ပစ6ကိုပို့ထားတာပေါ့စစ်ကူပို့ရတော့ပို့ထားအဲ့လောက်ထိကိုဟိုပွဲပြက်နေတဲ့သဘောပေါ့ညောင်ကျိုးကကျိုးပြီလေညောင်ခြေထောက်ကထောက်ရတော့မယ်လေဟုတ်တာအခြေအနေတွေကတော်တော်ကိုဆိုးရနေတဲ့အနေထားဖြစ်နေပြီကိုအဲ့ဖြစ်စင်မှာဆိုလဲဗာလဲညောင်ကျိုးဖြစ်စင်မှာဆိုလဲဘုံကျဲတာမှားကျဲလို့ဟုတ်တယ်မှားကျဲလို့နော်ဟုတ်တယ်ဟိုဗာလဲအယောက်200ရှိတာအင်အား200ပါတဲ့စစ်ကြောင်းခုနကလေတက်ကနေပြီးတော့မှားကျဲတာ120လောက်တေပြီးတော့ခုန80ကတော့ဖွဲ့စည်းပုံပြက်ပြီးပြေးတာပေါ့နော်အဲ့ဒီ80ထဲမှာလဲတခါဟိုတေတဲ့လူတွေလည်းတိုက်ပွဲကြတဲ့လူတွေရှိတာပေါ့ဟုတ်အဲ့ကြောင့်ဘုံမှားကျဲတဲ့ဖြစ်စဉ်တွေကသူတို့ဘက်မှာတော့အများကြီးပဲပေါ့နော်ခါဒီကြရင်မင်းတို့ဘဘကြီးကိုမင်းတို့ပြန်မေးစေခြင်းလေချက်ကောင်စီဟိုဟာတွေလည်းပြောတာအခုသူဒီကာဘာစာတွေကနေပြီးတော့ဒါ drone ဘုံသီးတွေထုတ်တယ်လေရင်ဘုံသီးတွေထုတ်တယ်အဲ့ဒါတွေထုတ်တာမင်းတို့အများပြင်းဖို့လားဆိုပြီးတော့ပေါ့နော်ပြန်ပြီးတော့မေးစေခြင်းတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အဖြစ်ကဘာဖြစ်နေလဲဆိုတော့ရှေ့မှာကဒါဟိုနေ့ကဒါမြောက်လန်ကပြောသွားတယ်ဟုတ်တယ်သူကဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်ပြီးတော့ရယူနိုင်အောင်တိုက်နိုင်တယ်ဆိုရင်စုတစိတ်တွေပေးမယ်ပြီးရင်နားယူသွားပြီဆိုရင်လည်းကောင်းမွန်နားယူနိုင်လို့ရတဲ့အနေအထားထိဖြစ်အောင်ထောက်ပံ့မယ်ဒါမျိုးပုံစံမျိုးချီးမြှင့်မယ်ဆိုပြီးတော့ပြောတာပေါ့နော်အမြောက်လည်းပါဇက်ကပြောတာမြေမှာဘလို့ဖြစ်နေလဲဆိုတော့မင်းတို့ရောက်လာချင်းမင်းတို့သိမယ်ရောက်လို့ပြင်မင်းတို့အဲ့ဒီအထိဟိုကောင်တွေရောက်လာချင်းမင်းတို့သိမယ်မင်းတို့ရင်တက်ပြမှာမဖြစ်တယ်ညာဖြစ်တယ်သူကစိုးရိမ်တာလည်းမပြောနဲ့ဒီအုံးချစ်ပင်ရောက်ပြီဆိုတဲ့ဘိုးကြီးပြည်ရောက်တာပဲဟုတ်တယ်လေကျွန်တော်တို့ဒီအုံးချစ်ပင်ကနေပြီးတော့တရားကူးလိုက်တာနဲ့ AR တရားကူးလိုက်တာနဲ့ပြည်ကိုရောက်သွားပြီပြေရောက်သွားပြီဆိုတော့ပြေကြသွားပြီဆိုပြေမှလည်းခုနလိုကပ္ပစ3ဟာရှိနေသေးတာဟုတ်တယ်ရှိနေတဲ့အခါကျတော့ကပ္ပစ3မှာလည်းခုနလိုဒါကျွန်တော်တို့လေးနဲ့ပတ်သက်တဲ့ခုနဟို60ဟိုပါပေါ့ဟိုကြည်တွေပေါ့ဗောကြီး120ကြည်တို့နောက်တစ်ခုကဟိုပါပေါ့ဗာလဲ250 kg ဘုံတွေ500 kg ဘုံတွေဒါလေတဲ့နဲ့ပတ်သက်တဲ့ဟာတွေတော်တော်များပြားပေါ့နောက်တစ်ခုကဗာလဲ57 mm rocket တွေဒါမျိုးတွေဒီစင်တဲမှာပဲ3မှာလဲကပ္ပစ3မှာလဲထုတ်တာဆိုတော့ဒီတောက်လျှောက်ကအဲ့ပတ်ချာလဲကကပ္ပစတော်တော်များတယ်ကပ္ပစ6တို့ကပ္ပစ3တို့သူဒါတွေကိုတော်တော်စိုးရိမ်နေပုံပေါက်လာပေါ့သူတို့အတွက်အသက်သွေးကြောဖြစ်နေတာဟုတ်တယ်အသက်ရှူလမ်းကြောင်းတွေဖြစ်နေတာဟုတ်ဟိုကနှာခေါင်းပိတ်တော့မှာနော်တလိုင်းတက်ဖွဲ့ရတဖြည်းဖြည်းနဲ့ခြိတက်လာလိုက်တာအခုဆိုရင်သူတို့ဒီအသက်သွေးကြောဖြစ်နေတဲ့ဒီကပ္ပစအများစုရှိတဲ့နေရာတွေကိုဒီဥတီလာနေပြီပေါ့နော်ဟုတ်တယ်အဲဒါကြောင့်အောက်မှာလဲခုနလိုဆဲဆိုနေတယ်ဆိုတာဒါဖြစ်တင်ပါတယ်ပေါ့နော်ဖြစ်တင်ပါတယ်သူတို့ရောက်လာချင်းသူတို့ပြီးရင်တော့ပြောသေးရပါလေဟိုဟာမင်းတို့ဘက်ကပြောင်းပြေးပေါ့နော်ငါတို့တစ္ဆာမဖောက်အောင်ရပြီဆိုအဲ့လိုပြောပြေးမှာပဲ तू ကခုနတေးတယ်ဟို
သူ့ရဲ့ရဲဘော်တီဟိုပါပေါ့ပတ်စင်ရှိကလည်းကလေးတွေကလည်းခုနလိုကျွန်တော်ဒေါ်လာရေးတက်ဖွဲ့တွေနဲ့ထိတ်တိုက်တွေးရင်လည်းတေးမှာ ဟုတ်တယ် နောက်ကိုပြန်လာရင်လည်းခုနလိုတေးတံပေးမယ်ဆိုတော့ဒါပြေးဖို့ရာခိုင်တော့များတယ်ပေါ့နော် တော်လိုင်းတက်ဖွဲ့ရေးစီပဲပြေးလာပါ ပြေးလာ အဲ့အသက်ရှင်တန်ခွင့်ရပါတယ် ဟုတ် နောက်တော့ပြန်ပြေးမနေနဲ့တော့နော် ဟုတ် ခုနလိုအချုပ်ချပြီးနောက်တစ်နေရာထပ်ဖို့မှာပဲ ဟုတ်တယ် ဟုတ်တယ်မလားအဲ့ကြောင့်တော်လိုင်းတက်ဖွဲ့ရေးစီကိုပဲလာပါပူပေါင်းပါလက်နဲ့ချပါညံ့ခံပါလမ်းမြူထောင်းပါပြီးရင်နောက်ထပ်အကြံပေးချင်တာတခုရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ဒါဟိုနေ့ကကိုစည်းပြောလို့ပေါ့နော်ညောင်ဒါဘာကဘာတာဝန်ခံပြောလို့ပေါ့နော်လမ်းမြူထောင်းကြီးကြီးလေးထောင်းဝေး ကြီးထောင်ပါတေးသေးလေးဆိုတော့မမြင်ရလို့ မမြင်ရဘူးတထွားတမိုင်လေးမလုံးနဲ့ပေါ့နော်တထောင်နေပါလေဖြစ်အောင်လို့ပေါ့နော်ပြီးရင်စွတ်ကြဲတွေပါခံဝင်လာခဲ့ပေါ့နော် စွတ်ကျဲနဲ့ခုနစွတ်ကျဲအိမ်ချွတ်ပြီးတော့မှခုနတော့တုတ်တခုခုပေါ့နော် ဟုတ်တယ် တက်ပြီးတော့ဟိုဟာဖြစ်ရင်တော့သူမြင်ရမှာပေါ့တေးသေးလေးတွေဆိုတော့ဟိုက မမြင်ရတော့ဟိုကပြည့်စောရင်မင်းတို့နားကားမှာဆိုလို့ပေါ့နော် ဟုတ် နောက်တစ်ခုကအဲ့လိုကွန်ဆာတက်တဲ့သူတွေထုံးဘူးတွေပါတယ်အကုန်မစားနဲ့ပေါ့နော်ကိုကနောက်ဆုံးဘာမှမရကိုကလှုပ်ပြီးတော့ဒါထွက်လာခဲ့ပါဆိုပြီးတော့လေအကြံပေးခြင်းတယ်ပေါ့နော်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်ဒေါ်လာရင်းကအားရကြတယ်အများကြီးရှိပါတယ်ဒီရက်ထဲမှာတည်ရတဲ့သတင်းတွေရပါတော့ကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းတွေလည်းရှိတယ်စစ်ကောင်စီဘက်ကဒါလုံးဝဒါသူတို့လှမ်းနေတဲ့ခြေလမ်းတွေကိုသိရှိပြီးတော့ပေါ့နော်ကျွန်တော်တို့တက်ဖွဲ့တွေကြိုပြီးတော့သတိထားရမယ့်အရာတွေလည်းရှိတယ်ပြည်သူတွေသတိထားရမယ့်အရာတွေလည်းရှိသလိုမြေပြင်မှာတကယ်ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေဘယ်လိုဖြစ်နေလဲဆိုတဲ့အခြေအနေအမှန်တွေကိုလည်းဒါကျွန်တော်တို့အများကြီးသိထားကြပြီဘယ်လိုပဲဖြစ်ကျွန်တော်ဆက်ပြီးတော့စူးစမ်းဖို့ပဲလိုတယ် ဟုတ်တယ်